ကျမတို့တွေအရှိမှာပေါ့နော် annual curriculum ရေးဆွဲထားပြီးပြီရေးဆွဲခဲ့ပြီးပြီဆိုတော့ကျမနမူနာရေးပြောထားတဲ့နမူနာပြထားတာလေးတွေကကြတော့12လရာဒီအလိုက်မှာတလချင်းစီမှာခေါင်းစဉ်တစ်ခုနဲ့ပဲတွားထားတယ်ပေါ့နော်ခေါင်းစဉ်တစ်ခုမှာကျမတို့တွေကဒီအပတ်စဉ်လိုက်အပတ်စဉ်1အပတ်စဉ်2အပတ်စဉ်3အပတ်စဉ်4အပတ်စဉ်4အလိုက်ခွဲပြားသွားတယ်ပေါ့ခေါင်းစဉ်လေးနဲ့ပေါ့နော်ဆိုတော့ဇန်နဝါရီလမှာဆိုရင်ကျမကကိုယ်တိုင်နဲ့မိသားစုမိမိကိုယ်တိုင်နဲ့မိသားစုပေါ့နော်ဒါလေးကောင်းရင်ထားပြီးတယ်ဒါပေမဲ့ပထမအပတ်မှာကြတော့ဘာလေးကိုသင်မလဲဆိုရင်ကိုယ်တိုင်အကြောင်းကိုယ့်အကြောင်းကိုသင်မယ်ပေါ့ကလေးလေးတွေသူတို့မိတ်ဆက်တက်ဖို့နာမည်လေးအသက်လေးသိဖို့ပေါ့ဒါမျိုးလေးသင်မယ်နောက်ဒုတိယမြောက်ပတ်မှာကျတော့ကျမကကိုယ်ခန္ဓာအစိတ်အပိုင်းလေးအကြောင်းကိုသင်မယ်ပေါ့ကလေးလေးတွေသူတို့ရဲ့အကြောင်းသိပြရတယ်သူတို့မှာရှိတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းလေးတွေကိုသူတို့ကိုယ်တိုင်သိအောင်လုပ်သင်မယ်။နောက်တစ်ချက်ဘက်မှာကျတော့မိသားစုဝင်များကိုယ့်ရဲ့မိသားစုရဲ့ဘယ်နှယောက်ရှိသလဲဖေမေတွေအကိုအမတွေအားလုံးမိသားစုနဲ့ပတ်သက်ပြီးတော့သိအောင်လို့ကျွန်တော်တို့သင်မယ်။နောက်နံပါတ်4မို့အပတ်စဉ်လေးပေါ့နော်။အပတ်စဉ်လေးမှာဆိုရင်မိသားစုနဲ့လှုပ်ဆောင်ချက်များဆိုပြီးတော့ဒီလိုမျိုးလေးတွေပေါ့နော်။ဆိုတော့အရှိမာက annual curriculum တော့ငါကြတော့ဘယ်လမှာပါတင်မယ်ဆိုတော့ခေါင်းစဉ်ကြီးပဲပါတယ်အသေးစိတ်တော့မပါဘူးဒါပေမဲ့ဒီ monthly syllabus လလိုက်မှာကျတော့ကျွန်တော်တို့အပတ်စဉ်လိုက်ကိုထပ်ပြီးတော့အသေးစိတ်လေးခွဲထွက်ပြီးတော့ပေါ့နော်ကိုတင်မဲ့အကြောင်းအရာလေးတွေကိုဒီလိုမျိုးလေး detail လေးလောက်ထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်လဆိုလည်းအဲ့လိုပဲနောက်တစ်လဆိုလည်းအဲ့လိုပဲဆိုတော့တင်ဝါရမယ်ပေါ့နော်တပတ်စီတလားစီမှာတပတ်ဘာတင်မလဲဆိုတာလို့ကျွန်တော်ရေးထားဖို့လိုပါတယ်ဒါလေးကိုတော့ကျွန်တော်တို့တွေက monthly syllabus လို့ခေါ်ပါတယ်ဆိုတော့ဒီ monthly syllabus လေးဒီအရှိမဆွဲခဲ့တဲ့ annual curriculum ကိုကြည့်ပြီးတော့မှနှစ်ခုချိန်ကြီးကိုက်နေပြီးတော့မှဆွဲရမှာဖြစ်ပါတယ်အဲ့တော့ကျွန်မကအရှိမ annual curriculum ကိုဆွဲထားတဲ့အတိုင်းဒီ monthly syllabus လေးကိုလည်းတစ်နှစ်လုံးစာကိုကျွန်မကနမူနာလေးပို့ပေးမှာဖြစ်ပါတယ်ရှင်